Hello. We captured 16 Burmese soldiers. This gentleman is one of them. His ranking is sergeant, and he's with the Burmese army. Got the rare opportunity to interview one of the prisoners. Hello. What's your name? Tanchi. So how are you treated here? Okay. How long have you been in the military? 33 years. 33 years in the military. Okay. How about how long has it been in the front line against the Karen people? ဒီကရင်တွေပေါ့နော်တိုက်တဲ့ခါရှိတယ်မှာဦးလေးနေရဘယ်နှစ်နှစ်လဲ တိတ်တာလား ရှိတယ်မှာ တိတ်တာအများကြီးပဲလေအများကြီးပဲမှတ်မိတော့အများကြီး so he cannot count it Okay. so many times So many years. Good to meet you. တွေ့ရဝန်တာပါတယ်တဲ့ ပြရဝန်တာပါ Can we let him sit over here? I feel like he's sitting beneath me. Can he sit right next to me? ဟိုကဒီနောက်ကထိုင်လို့ရလား Time, right next. အောက်ကြဖို့အောက် Yeah. I don't. Yeah. I just want to know what he's thinking right now being here. ဒီမှာနေရတာဘယ်လိုလဲပေါ့ ကောင်းပါတယ်ပြောလဲပြောပါ it's good and everyone is friendly and he's How about as rules of engagement? Were they giving order to harm civilians? Just let them know. In the United States, I believe reading also Amnesty International, United Nations, that civilians are targeted. So what's his thought on that? နိုင်ငံခြားမှာပေါ့နော်အမေရိကမှာဆိုရင်သူတို့အဓိကပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တဲ့အရာရှိရပေါ့နော်အဲ့လိုပေါ်မှာရောဦးလေးအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ဦးလေးအနေနဲ့ အဲ့ကြတော့ဟိုပါပေါ့ငါတို့ဒီအမြင်လောက်အတွေ့လောက်နဲ့ဆိုရင်တော့ဒါပြည်သူလူထုတင်နေတော့မတက်ချင်ဘူးပေါ့နော်ဒီပြဿနာတွေကဒါပြည်သူတို့ကသူ့ဟာနဲ့သူနေဒါမဲ့အဲ့ကြတော့ဘယ်လိုခေါ်မှလဲလူတော့ရှင်စာနာမှုတို့မှာကိုရှင်းစာစိတ်မရှိစာနာမှုစိတ်ဆန္ဒမရှိဘူးပေါ့နော်အဲ့လိုပဲမြင်ရတာပေါ့ငါတို့အတွေ့အကြုံကအဲ့လိုပါပဲငါကျန်တဲ့ဟာတော့ဘာမှမရှိဘူး Yeah, he mentioned that the military is targeting the civilian is not good because the civilian they are not connecting with the military, but his thought was there is no sympathy or empathy to the civilian. That's not right. Okay. Ask him if I look like an enemy to him. Ask him in Burmese if I Karan look like an enemy to him. တကယ်လို့ तू ကကရင်ဆိုရင်ပေါ့နော်ဒီဦးလေးတို့ကပြန်သူလို့မြင်လားတဲ့ဟမ်ပြန်သူလို့မြင်လားတဲ့ तू ကကရင်ဆိုရင်ပေါ့နော် ရန်သူလို့မြင်တဲ့အရှင်ကြတော့သူပြည့်ကိုပြည့်သူဖြစ်တဲ့အရှင်ကြတော့ရန်သူပေါ့အခုကြတော့ရန်သူလို့အမျိုးရင်မရှိဘူးလေဂျုံတို့စိတ်ထဲမှာလည်းမရှိဘူးကြံတဲ့လူစိတ်ထဲမှာလည်းဒီလိုရှင်းမိတော့မထင်ဘူးဟုတ်ကိုနည်းလောက်ကတော့ဖြစ်ပြီဆိုတော့ဒါသူရဲ့ကိုအသက်ကိုတတ်တယ်ကိုလေးသူ့အသက်ကိုတတ်တယ်အဲ့ရှင်ကြတော့ရန်သူတွေပေါ့အခုကတော့ဘာရှိမှတရားတရားအေးစေဖို့ဒါညီကိုမောင်နှမကိုမင်းသားစုအသိဝိုင်းလို့ပဲဒီလိုစိတ်ဆန္ဒပေါ့ဖြစ်နေတုန်းကတော့ဒါရန်သူတွေပဲလေအဲ့လိုတော့ဟုတ်ကျန်တဲ့အရှင်ကတော့ဘာရှိမှဘာမှမရှိဘူး he said that it's depending on the situation. So if we are in the battle or the front line, or if we are fighting each other, so we are enemies, right? So you fight and I fight, you shoot, I shoot. So we see as an enemy. But in this community, we're not enemies. So we are just like a family and we are like a friend. So we don't see it like that. Yeah, ကျွန်တော်သိတယ်ကရင်လူမျိုးနဲ့လူမျိုးအလုံးနဲ့နန်းကြရေးကိုလိုချင်ပါတယ်လုံးဝရသိပါတယ်you're Eric kind ဟုတ်ရဲ့
I want to ask him what he knows of America. What does he think about the United States of America? What is his opinion on the United States of America? ဦးလေးအနေနဲ့ပေါ့နော်ဒီအမေရိကပေါ့အမေရိကကိုဘယ်လိုမြင်လဲပေါ့နော်အမေရိကနိုင်ငံ ဦးလေးကတော့အဲ့လောက်ထိတော့မသုံးသပ်တာဘူးမလစ်လာတာဘူးပဲလား ဟုတ် ဒီလိုစာမတတ်တာလေးပါတာပေါ့နော်အမျိုးအမြဲလေးနေစာလေးမတတ်တာလေးပါဦးလေးတို့ကငငယ်လေးကပဲလေမိဖတွေဆင်းရတို့ပညာဆိုတာတိတ်မတင်ခဲ့ရဘူးအဲ့ကြောင်းမှမထောက်ခဲ့ဘူးမိဖဆင်းရတို့လောက်တာခိုင်တာလာကအမေဖေနဲ့အဲ့လိုတောင်းလာလောက်လိုက်လေးလောက်လိုက်အဲ့လိုကျွေးကြောင်းလိုက်နောကြောင်းလိုက်နဲ့ကြောင်းမနေခဲ့ရဘူးဒါအဲ့အတွေ့အခေါ်တွေဦးလေးတို့ကအဲ့လောက်ထိကြည်ကြည်ဝမ်းဝမ်းလေးမတွေ့တော့ဘူးအဲ့နဲ့လေလိုအောက်ကြတာဘူး he said that when they are young they were poor so his parents cannot send him to the school so they're not very well educated and they cannot think very widely about the other country so he said that I'm not sure about what is look like or what is how he sees America. So he knows nothing about the United States. Okay. Right now, obviously he's a prisoner, but what would he like? What would he like the outcome to be? ဦးလေးအနေနဲ့ပေါ့နော်ဘယ်လိုဘာဖြစ်ချင်လဲပေါ့နော်ဒီအခုနေကိုကတော့အကျဉ်းသားလိုပဲရှိနေရတယ်ပေါ့နော်ဒါပေမဲ့ဟိုရှေ့ရှောက်မှာဦးလေးအနေနဲ့စံနာကိုဘာရှိလဲပေါ့နော်ဟိုဘာတာပြီးတော့ဖြစ်လာချင်တယ်ပေါ့ရှေ့ရှောက်ပေါ့ အဲ့ဟာတော့ဒီမကြီးကပြောရလို့ရှိရင်ဟိုဒီမှာနေသေးကာယပတ်လုံးကဒီကနေပြီးကိုတက်ရှိကာလမှာဒီကသူတို့လွှတ်လိုက်ပြီးဆိုရင်တော့ပြီးလွှတ်လိုက်လို့ကိုလုံးနိုင်တဲ့အလုပ်လေးတစ်ခုလုပ်ပြီးကိုမိဖားတွေနဲ့ကြံတော့တွေ့ရှင်တာပေါ့နော်အဲ့လိုကြံရှင်တာပေါ့ကိုလုံးနိုင်တဲ့အလုပ်လေးလုပ်ပြီးပိတ်ဆံလေးပါလေးနေပေါ်ရှာချက်ပြီးကိုရခိုင်တော့ကိုပြန်ရမှာပဲကိုညီကောင်မောင်နှမကလေအိမ်မှာပဲရှိတာအခုဆိုဒီလောက်ဖိတ်ပြီးတော့မှရှိရှင်မလေးရှိတော့မရှိရှင်လည်းမရှိတော့ဘူးဒါမဲ့လေးတော့လေးလာရအောင်ဦးလေးနဲ့အဆက်အသွယ်မရတာဆိုလို့ရှိရင်ကြာပါပြီနေ့20လောက်တော့ရှိနေ his wish is when he is not prisoner anymore he wants a job that he can do and then he want to find some money and to go back to his Oregon and that his siblings and parents are there but he is not sure they are still there because you know in the battle and they are fighting so he wish he could meet his family back together one day. Okay. Just curious, how old is he? How old are you? 55နှစ်လုံး နေ 55 ကျွန်တော်53နှစ် ဟုတ်ကဲ့ 53 53. Almost the same age. အသက်နဲ့တူလောက်ပဲเนาะတန်းတူလောက် Well, I guess this is it, but how do you feel about our interview? ဒီခုလိုမေးတဲ့ခါပေါ့နော်ဦးလေးဘယ်လိုနေလဲပေါ့နော်အဆင်ပြေလားပေါ့ ဟုတ်ပြေးပါတယ်ဝမ်းသာပါတယ် ကျေးဇူးတင်ပါတယ် Thank you. Mingalava. Just let them know that I was raised a Christian, but also as growing up in Taungu, my mother and father, grandparents teach me to respect my elders, teaching me to respect my fellow human beings, and just let him know that I wish him the best, and hope that you can see his family again. Other than that, I guess that's what I want to know. ဒီပြောချင်တာပေါ့နော်သူကအရင်ကတောင်းမှုမှာပေါ့နော်ဒီခရီးရမိသားစုကနေပြီးတော့ဒီလိုမျိုးဝေးခွာလာခဲ့ပေါ့နော်သူတို့ကသူမိဘတွေအဖိုးဖွားတွေကပေါ့နော်ဒီလူတစ်ချက်တစ်ဖက်သားကိုလေးစားတတ်ဖို့ကျင်တာတတ်ဖို့တင်လဲခဲ့ပေါ့နော်ဦးလေးလည်းဒီနေ့တစ်ချိန်ကြောက်လို့ရှိရင်ပေါ့နော်အကွဲမိသားစုနဲ့ပြန်လဲပြီးတော့စုံစည်းနိုင်ပါစေလို့ပေါ့နော်ဆုတောင်းပေးရပေါ့နော်ပြောကျေးဇူးတင်ပါတယ် ဝမ်းသာပါတယ်မင်္ဂလာပါ You know, what religion? Bota Bada or Piataki? ဟုတ်တာပါလားဟုတ်တယ် ဟုတ်ကဲ့ Yeah. Okay. You know, I guess you can say I was learned Lumio Alon, you know, Piataki, Bota Bada, Lumio Alon, Yode, ဟုတ်ကဲ့ Chibade, ဟုတ်ကဲ့ Pida. All right. Thank you very much.
ကျေးဇူးတင်ပါတ ကျေး ယ် ဇူးတင်ပါတယ် Take care